ဖြစ်ပေမဲ့လေမြေပန်းအိုးရဲရောက်ရှိသွားတော့ပန်းပြိုတဲ့မြေပေါ်ဒီမြေထက်မှာပန်းပြိုသူလက်နဲ့ပန်းပင်ဆိုင်ပြိုယူရချင်တာနေအောင်ဖြာလို့ရေစင်သွန်းလောင်းလှပတင်တယ်အိုးနဲ့ပြိုသောပန်းကလေးရဲ့အမွေရနန်းတို့ချိုင်လိုက်တင်လို့တဘာဝမြေတော်တောင်တွေထက်ပြိုသူရင်ခွင်အိုးလေးအတွင်မှာမင်းရဲ့အလားကအင်္ဂေဟာတွေ့ချက်တရေဖြာစေခဲ့ပါတယ်အင်္ဂေဟာတွေ့ချက်တရေဖြာစေပါတယ်မိုးစကလေးတွေထီရင်ညိုးနွမ်းသွားမှစိုးသလိုနေဘူးကိုလဲရိတ်လိုကပေးထားမို့လဲရိတ်လိုကပေးထားမယ်လေအိုးနဲ့ပြိုတဲ့ပန်းကလေးတွေ့ပန်းပြိုသူရဲ့အနှွေးထွေးတဲ့မမြတ်တာတညာနဲ့နှမွေးရနန်းတို့ဘို့လို့ထူးခြားနေမှာပါလေအင်္ဂေဟာတွေ့ချက်တရေဖြာစေခဲ့ပါတယ်အင်္ဂေဟာတွေ့ချက်တရေဖြာစေပါတယ်ဘို့လို့ထူးခြားနေမှာပါလေ